လောကမှာမွေးသမီးခင်ကျေးဇူးရှင်ကိုပြုစုလုပ်ကြွရခြင်းချမ်းသာတယ်မွေးသဖခင်ကျေးဇူးရှင်ကိုပြုစုလုပ်ကြွရခြင်းချမ်းသာတယ်အလွန်မှကိုယ့်ပေါ်မှာလူနဲ့မှမတူတဲ့မေတ္တာနဲ့ချစ်ခဲ့ကြတဲ့မိဘတွေလူမှမပြုတ်နိုင်တဲ့ကျေးဇူးတရားမျိုးနဲ့ကိုယ့်ပေါ်မှာကျေးဇူးပြုခဲ့ကြတဲ့လူတွေကိုယ့်ရဲ့အသက်ဟာသူတို့ပေးထားတာလူလောကမှာလူတွေဟာကိုယ့်ရဲ့အသက်အန္တရာယ်နဲ့တစ်ချိန်တစ်ခါလောက်မြန်လွတ်အောင်လုပ်ပေးမဲ့လူကိုအသက်သခင်ကျေးဇူးရှင်ဆိုတော့ကျေးဇူးဆက်လို့ပြီးနိုင်မှာမဟုတ်ဘူးနော်တယောက်ကကိုယ့်ရဲ့အသက်ဘေးကနေကယ်လိုက်တယ်ဆိုကြပါစို့တစ်ချိန်လောက်နော်မိဘတွေကကိုယ့်ကိုအကျဉ်းချင်းသေတွင်သေဝါဆွဲထုတ်ခဲ့သူတို့သာကိုယ့်ကိုမပြုစုခဲ့ဘူးဆိုရင်အညစ်အကြေးကြတဲ့နစ်ပြီးသေရမှာပဲလေဟုတ်တယ်မဟုတ်လားသူတို့သာကိုယ့်ကိုမကြွေးခဲ့ဘူးဆိုရင်ငတ်ပြီးတော့သေရမှာပဲလေကိုပေးတဲ့အသက်ဟာဘယ်သူပေးထားတာတုံးဆိုတာလေးကိုတဲ့တဲ့ဘုန်းကြီးကမြင်စေချင်တာအဲ့လောက်ကြီးမားတဲ့ကျေးဇူးရှိတယ်အဲ့လောက်ကြီးမားတဲ့ကိုယ့်ပေါ်မှာမေတ္တာရှိတယ်ကိုယ့်ကိုမိဘလောက်ဘယ်သူကချစ်နိုင်မှာတော့ဟုတ်လားဒီအရာကိုကိုကမြင်ပြီးတော့ဒီလူအပေါ်မှာမှပြန်ပြီးတော့ကောင်းကောင်းမွန်မွန်မတုံ့ပြန်နိုင်မှုဆိုရင်ဒီလူလောက်ယုံညံ့တဲ့လူပဲရှိတယ်လူယုံမှာကိုပြောတဲ့အခါမှာမိဘကိုကျွေးနိုင်မွေးနိုင်မှလည်းမကျွေးမမွေးတဲ့လူဟာလူယုံမှာပဲဟုတ်တယ်ဘုန်းကြီးကတော့အပြည့်အဝထောက်ခံ